ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဒါကျိုးလေးရှိတာဟုတ်ကဲ့ရှိပါတယ်ကျွန်တော်ကျိုးတွေကကို caustic အတွက်လား electric အတွက်လားကျွန်တော်တို့ classical အတွက်လားပေါ့နော် caustic အတွက်ဗျ caustic အတွက်ဆိုရင်ကျွန်တော်တို့ရှိမှာဒီ Arnivoria ရှိမယ် Teledidoria ရှိမယ် Arnivoria ဆိုရင်ကျွန်တော်10 gauge ရှိမယ်11 gauge ရှိမယ်ပေါ့နော် Teledidoria ဆိုလို့ရှိရင်တော့11 gauge ရှိမယ်ခင်ဗျာဟုတ်သူတို့10 gauge နဲ့11 gauge ကဘာတွေများကွာအောင် အဓိကကွာတာကတော့ကျွန်တော်တို့လက်နာတာနဲ့မနာတာပေါ့ပုံမှန်အဖြစ်လက်မနာခြင်းတဲ့လူတွေဆိုလို့ရှိရင်9တို့10တို့လို့သုံးတာပေါ့11 gauge ကျတော့သူကကျိုးလုံးကြီးပါတယ်ပြီးတော့ပို့ပြီးတော့ဖိရတယ်ဒါပေမဲ့အတန်ထွက်ရတော့ကောင်းတယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်10 gauge ပဲနှစ်စုံလိုက်မယ်နော်ကို Arnivoria ပဲဟုတ်ကဲ့ပါဆိုတော့ကျွန်တော်နောက်ထပ်ဗာလေးမြန်လိုရမယ်မသိကြတီးကိုလေနောက်ထပ်လိုရတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကပ်ပိုလေးလိုမယ်ပေါ့နော်ဟုတ်နောက်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီမှာကျူနာလိုမယ်နောက်ပြီးကြလို့ရှိရင်ကျွန်တော်တို့မတ်တက်ရက်ပြီးတော့ကျွန်တော်တို့ဂီတာတွေတီးချင်တဲ့အချိန်ကြလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီလွယ်ကြိုးလေးပေါ့ strap ဒီကောင်လေးလိုမယ်ပေါ့နော်အဲ့ဆိုရင်ကိုကျွန်တော်ကိုပြောတဲ့အဲ့ကပ်ပိုရဲ့ဟုတ်ကျူနာလေးရဲ့ဟုတ်ကဲ့ဒီလွယ်ကြိုးလေးရဲ့ကျွန်တော်ထားထည့်ပေးလိုက်ပါနော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာရှိတယ်ပါ